ပဲခောက်ဆွဲလာပို့တဲ့ဖီတိုဆိုတဲ့ဒလီသမားအရောက်မှာတော့သူ့ကိုစောင့်နေပုံပေါ်တဲ့လူနှစ်ယောက်ကစိုက်ခင်းအောက်ကမြောက်လမ်းကြောင်းတစ်ခုကိုဖွင့်ပေးလိုက်ကြပါတယ်။3မိနစ်အတွင်းအပြီးဖောက်ပြမယ်လို့ဆိုကဖီတိုဆိုတဲ့လူကပဲဥဆောင်ရင်ဖောက်ဆက်တစ်ခုနဲ့ပိုက်လိုင်းတစ်ခုကိုအပေါက်ဖောက်လိုက်ပါတယ်။ပင်မပိုက်လိုင်းကနေစီကိုထုတ်မဲ့သူတို့ရဲ့အကြံကနည်းနည်းလောက်လွဲချော်သွားတာကြောင့်ပိုက်လိုင်းကနေတဆင့်မီးကူးတဲ့အထိဖြစ်သွားခဲ့ရပါတယ်။ဒါကြောင့်ပဲခြေထောက်တစ်ဖက်မီးဟက်သွားတဲ့ဖီတိုရောကျန်တဲ့ကောင်တွေရောဥရဖားရနဲ့ပြန်လည်ထွက်ပြေးလာနိုင်ခဲ့ကြပေမဲ့စီပိုက်လိုင်းတစ်ချောက်မီးကူးသွားတဲ့အချိန်မှာတော့စီခိုးထုတ်မဲ့သူတို့ရဲ့မဟာအကြံစီကြီးကပောက်ကွဲမှုတစ်ခုကြောင့်ပဲမအောင်မြင်ခဲ့ကြပါဘူး။အလောက်ယုံနဲ့တွဲလျက်သားအိတ်ခမ်းတစ်ခုထဲမှာတော့ခန့်ငယ်အမျိုးသားတစ်ယောက်နဲ့တူအစင်တန်းမြင့်အတုံးဆောင်တချို့တွဲလျက်သားရှိနေပြီးအတော်လေးချမ်းသာပုံပေါ်တဲ့အဲ့ဒီအမျိုးသားကအနောက်တိုင်းဝစ်စုံကိုကြကြနနဝစ်ခါအမိုက်စားကားတစ်စီးနဲ့တူတနေရာစီကိုဦးတီထွက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းပောက်ကွဲသွားတဲ့စီပိုက်နေရာကိုရဲတွေကစစ်ကြည့်ရင်တလက်မဒရေးကောင်တစ်ခုကိုတွဲလိုက်ရတာကြောင့်ဒီအချင်းကြီးကတာမန်ပောက်ကွဲတာမဟုတ်ဘဲစီခိုးထုတ်တဲ့ကောင်တွေရဲ့လက်ချက်မဲ့စုံစမ်းတဲ့ရဲတွေလည်းသိလိုက်ရပါတယ်။ဘေးမှာသူ့ရဲ့ထင်မြင်ချက်တွေကိုတပြစ်တော့လိုက်ပြောနေတဲ့နေထိန်ဂျိုမန်ကိုအထက်ရရှိကဟောက်လိုက်တာတောင်ရှာတွေ့ထားတဲ့ဒရေးကိုကြည့်ရင်ထပ်မံရှာရှည်ပြန်နေတာကြောင့်မြေသေးကားလာမဲ့ဘက်မှာတွားရောက်ကြည့်ချက်ဖို့အထက်ရရှိကအမိန့်ပေးလိုက်ပြန်ပါတယ်။ဒါပေမဲ့ဂျိုမန်ကတော့ဂျိုမန်ပဲမို့ဖောက်ထွင်းရေးဌာနမှာလို့တုန်းကဖီတိုဆိုတဲ့ကောင်ကိုဖမ်းမှုတဲ့အကြောင်းနဲ့တလက်မကျော်ပင်ကောင်းကိုသုံးတာကဒီတကောင်ပဲရှိရမို့သူစကားကိုနားမထောင်တဲ့အထက်ကိုတင်ပြမဲ့အစားတရားခံကိုသူ့ဘက်သားပဲဖမ်းမဲ့အကြောင်းသူ့လက်အောက်ကအရာရှိလေးကိုပြလိုက်ပါတယ်။တနေရာမှာတော့စီခိုးထုတ်ဖို့အရေးချီကားကြီးကိုယူလာတာကြောင့်ဂျန်ကွန်နဲ့နောက်တစ်ကောင်ကအချင်းချင်းညင်းခုန်နေကြတဲ့ချိန်အစင်းသေးစောင့်နေတဲ့လူမိုက်တတိုက်ကအရင်ရက်ကဖီတိုကိစ္စရှင်းပေးဖို့ဂျန်ကင်ကိုတစ်ချက်နှစ်ချက်လောက်တွေ့ပြလိုက်ပါတယ်။နာမည်ကြီးဖောက်ထွင်းသမားဖီတိုကိုငှားခဲ့တာဆိုပေမဲ့သူတို့စီရောက်လာတဲ့ဖီတိုကအတူဖြစ်နေတဲ့အပြင်ငနဲကပေါက်ကွဲသွားအောင်မှလှုပ်သွားတာကြောင့်သူ့အပြစ်နဲ့သူတက်တာကြောင့်လှုပ်ပေးမိတဲ့ဂျန်ကွန်လည်းမျက်ကွေးမှာညိုအောင်ထိုးခံလိုက်ရပါတယ်။အရင်ရက်ကဂျန်ကွန်တယောက်ပိုက်ဖောက်ဖို့ကိစ္စသူ့ကိုဆက်သွယ်ထားတာကြောင့်ဖီတိုလည်းအားတဲ့အချိန်သူ့ကိုကြီးကိုကြနနလာရှာခဲ့ပေမဲ့မျက်ကွေးအညိုသားနဲ့စောင့်နေတဲ့ဂျန်ကွန်ကဖီတိုနာမည်သုံးရင်းနဲ့အလွဲတွေလုံးမိတဲ့အကြောင်းဝန်ခံမိပါတယ်။အချိန်ကိုက်သူ့နောက်ကိုနောက်ရောက်ခံလိုက်လာတဲ့စုံတော့ဂျိုမန်ကိုပါလမ်းပေါ်ကထောင်ထားတဲ့မှန်ကနေတဆင့်ထွေးလိုက်ရတာကြောင့်အရန်တော်တဲ့နောက်ရောက်ခံသူကြီးကိုရောက်နေရင်လည်းအထဲကိုဝင်လာခဲ့ဖို့ဖီတိုကပဲလမ်းခေါ်လိုက်ပါတယ်။ဒါကြောင့်ပဲစောက်ထုံစုံတော့ပြီးဖမ်းမိသွားတဲ့ဂျိုမန်တို့လည်းဖီတိုလမ်းခေါ်တဲ့စီဟန်ပါပါနဲ့လိုက်လာရင်အရင်ရက်ကစီလိုင်းပောက်ကွဲမှုဖြစ်သွားတဲ့အကြောင်းနဲ့တလက်မပင်ကောင်းကိုသုံးတာကလည်းဖီတိုပဲရှိတာမို့ချက်ချင်းအဖြစ်ကိုဝန်ခံရင်ခြေထောက်ကမီးလောင်တန်းရာကိုစစ်ဆေးဖို့အတွက်ဘောင်းမီလမ်းပြဖို့အမိန့်ပေးလိုက်ပါတယ်။သူပသာသူတော်တူကိစ္စနဲ့ရှုပ်နေပါတယ်ဆိုကမှအတီကြီးမီးလောင်တန်းရာလာရှာတဲ့ဂျိုမန်ကြောင့်ပေါက်လာတဲ့ဖီတိုလည်းခြေထောက်နှစ်ဖက်စလုံးကိုလှန်ပြလိုက်ရင်ဂျန်ကွန်ရဲ့ဘောင်းမီကိုပါချွတ်ပြလိုက်ပါတယ်။သူကတရားခံစစ်နေပေမဲ့ဟိုနှကောင်ကတုံးပြခဲပြလှုပ်လာတာမို့ဂျိုမန်လည်းဘာမှမရှိတဲ့ခြေထောက်တွေကိုဂျင်းရင်ဘာလို့ရမှန်းမသိတဲ့ချိန်အတူပါလာတဲ့စုံနောက်စီကားတွေ့တယ်ဆိုတဲ့တန်ကိုကြားလိုက်ရပါတယ်။ဒါကြောင့်မဲ့အကုန်ဖွင့်စစ်မဲ့အလုပ်အကြောင်းသိနေတဲ့ဂျန်ကွန်ကတားပေမဲ့လှုပ်တဲ့သူကလည်းဇွတ်လုံနေတာကြောင့်တားမရတဲ့အစုံပိုက်ဖွင့်လိုက်တဲ့အချိန်ကံကောင်းသွားတဲ့ဂျိုမန်တယောက်မစင်နဲ့ရေချိုးရတဲ့ပွားစီရောက်ရှိသွားခဲ့ပါတယ်။အရင်နေ့ကစီပိုက်ပေါက်ကွဲမှုကတာမန်ကြည့်ရင်တာမန်ပဲလို့ထင်ရပေမဲ့တကယ်တမ်းအဖောက်ခံရတဲ့နေရာကပင်မလိုင်းတစ်ခုစုံတဲ့နေရာဖြစ်နေတာကြောင့်ဒီကောင်တွေထပ်မံဖောက်ထွင်းအောင်မှဖြစ်တဲ့အကြောင်းနဲ့ဒါအတွက်လည်းသူ့ကိုအမှုဖော်ထုတ်ရေးအဖွဲ့စီလွှဲပေးဖို့ဂျိုမန်ကရဲမှုစီကိုတောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ဂျိုမန်ကတော့ဂျိုမန်ပဲမို့တောင်းဆိုတာကိုချက်ချင်းအငင်းခံလိုက်ရပြီးဒါတော့လက်မလျှော့ခြင်းသေးတာမို့ဂွမ်နနယ်ကပိုက်လိုင်းတွေကိုသူ့ဘာသာသူစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။စီပိုက်ဖောက်တဲ့လောကမှာနာမည်ကြီးဖောက်ထွင်းရေးဝိစာတစ်ဖြစ်လဲဖီတိုဆိုတာကမြေချင်းနဲ့ဝင်ပိုက်ဖောက်ရင်တော့နောက်တိုင်းဝစ်စုံတဲ့ခံရနေတဲ့သလိုတစ်ချက်လွဲတာနဲ့အကုန်သိမဲ့စီပိုက်ကိုလည်းအမှားယွင်းမရှိအောင်ဖောက်ထွင်းနိုင်သူပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်းဒီလိုတိကျတဲ့လက်ခံအတွက်တစ်ချိန်ကိုသိန်းထောင်ချီပေးရတာမို့ဖီတိုကိုဆိုရင်အကြီးလုံးမဲ့ကောင်တွေကလွှဲရင်ဘယ်သူကမှမဆက်သွယ်ရေးချပဲအခုလည်းအလုပ်တစ်ခုပြီးလို့ပြန်တော့မဲ့ချိန်နောက်အလုပ်အတွက်စပွန်ဆာကြီးရှိတဲ့အကြောင်းမှသိလိုက်ရပါတယ်။ဒါကြောင့်ပဲချိန်ထားတဲ့နေရာကိုသွားကြည့်လိုက်တဲ့ချိန်မှာတော့တထေးဝမ်လို့အမည်ရတဲ့ခက်ငယ်တထေးလေးတယောက်ကိုတွေ့လိုက်ရပြီးနှစ်လက်မပေါက်ကြီးဖောက်ချင်တဲ့အဲ့ဒီတထေးကအကြီးခိုးချင်တာဖြစ်တဲ့အကြောင်းလည်းသိလိုက်ရပါတယ်။အဲ့လောက်အကြီးဖောက်မယ်ဆိုရင်ပိုင်လိုင်းထဲမှာရှိတဲ့စနစ်ကအချက်ပေးမှဆိုပြီးမြဖီတိုအနေနဲ့အဲ့ဒီအပိုင်းကိုစိတ်ပူစရာမလိုပဲနှစ်လိုင်းဘူးတွေနဲ့အဲ့ဒီနေရာမှာသာအပေါက်တစ်ပေါက်ဖောက်ပေးဖို့ဖီတိုကိုကမ်းလှမ်းလိုက်ပါတယ်။အဲ့လောက်နေရာကနေကားစီးရာနဲ့ချီတဲလို့ရအောင်ခိုးမဲ့သူ့ရဲ့အစီအစဉ်ကခက်လန်းကတောင်ကုန်းပေါ်မှာရှိတဲ့စက်ရုံတွေကတိုင်ကြီးတွေကိုအပြည့်ဖြစ်မှာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီစက်ရုံနေရာတွေကိုနောက်2လလောက်အတွင်းဖျက်သိမ်းကတိုက်ခန်းတွေစောက်တော့မှမို့တလအတွင်းအမြန်လုပ်ပေးဖို့ခိုင်းလိုက်တဲ့အခါအဲ့လောက်ကြီးမြန်ဖို့ဆိုတူးတူအဆင်မပြေတဲ့အကြောင်းနဲ့သိန်း1000ပေးမယ်ဆိုရင်တော့လုပ်ပေးနိုင်တဲ့အကြောင်းကမ်းလှမ်းလိုက်ပါတယ်။တထေးဝမ်ကပါတခါတည်းသဘောတူလိုက်တော့ပိုက်ဖောက်မဲ့ကိစ္စကလည်းအဆင်ပြေသွားခဲ့ပြီးဒီကိစ္စကဖီတိုတယောက်တည်းလုပ်ရတော့မှတော့မဟုတ်ဘဲအသက်ကြီးအဖွဲမှုတယောက်ပြင်အခြားဝရင်စော်မဲ့တကောင်နဲ့မြေတူးပညာရှင်တယောက်ပါထပ်ပါသေးတာပဲဖြစ်ပါတယ်။ဆလာကလေးကတယောက်တစ်မျိုးတွေမို့အဖွဲကတိတ်ကြီးမခိုက်ပေမဲ့အခုအလုပ်စပြီဆိုတာနဲ့တယောက်မှသူတို့ဒူးရမယ့်ဟိုတယ်အပြင်ကိုထွက်ခွင့်မရှိသလိုဟန်ဖုန်းတွေလည်းတင်ထားမှာမို့စီကံဖောက်ဖျက်ရင်စပုံးငွေနှစ်ဆပြန်ရောရမယ့်အကြောင်းတထေးဝမ်ရဲ့လူမိုက်တွေကရှင်းပြလိုက်ပါတယ်။သူတို့လုပ်လို့ရမယ့်ဟိုတယ်ထဲမှာလည်းအချက်ပြမီးတွေတက်ထားမှာမို့အတန်ကြားရင်အလုပ်ကိုချက်ချင်းရလိုက်ဖို့နဲ့ဒါတွေလည်းကောင်တာမှာရှိနေမဲ့မိန်းကလေးကတခုခု
ထူးခြားပြီဆိုရင်အချက်ပြကလပ်ကိုနှိပ်ပေးမှာပဲဖြစ်ပါတယ်လက်ရှိဟိုတယ်ကလည်းနည်းနည်းကြောင်ကြတဲ့အပြင်ဒီတလာအတွင်းသူတို့ကြီးတီးတန့်ထားမှာမို့အပြင်ဧည့်သည်လည်းလက်မခံသလိုအတွင်းကလူတွေကိုလည်းအပြင်မထွက်ဖို့စာချုပ်နဲ့စီကံချထားတာပဲဖြစ်ပါတယ်၄ယောက်ဖွဲ့ဆိုပေမဲ့အလုံးထဲမှာပိုက်ကိုတိတိကျကျဖောက်ပေးရမယ့်သူကသူပဲမို့ဖီတို့တယောက်အခြားသူတွေကိုတိတ်ခရူးဆိုင်မနေပဲမြေအောက်ခန်းထဲကိုရောက်ချင်းမြေပုံကိုကြည့်နေလိုက်ပါတယ်နိုင်လက်တန်17နာရီတိုင်းစတင်တူးရမယ့်အကြောင်းဖီတို့ကပြောလိုက်တော့ဘယ်ဘက်ကို10ဒီဂရီထပ်တိုးဖို့ပြောလာတဲ့အဖွဲ့မှုကသူတို့ဖောက်မဲ့လမ်းကြောင်းမှာဟန်ဆောင်ကုမ္ပဏီကစောက်ပေးထားတဲ့အဆောက်အဦရှိတဲ့အကြောင်းနဲ့အဲ့ကတထေကအုပ်ခိုးပြီးလိုက်မြေခိုးနေမှုအောက်ခြေကတိတ်မခိုင်တဲ့အကြောင်းပြောပြလိုက်ပါတယ်သူကိုယ်တိုင်အဲ့ဒီမှာအနှစ်30လောက်လောက်ခဲ့မှုတဲ့အကြောင်းမှာအဖွဲ့မှုကပြောလိုက်တော့ဖီတို့လည်းဒီလူကြီးကိုဘာလို့တရားမဝင်လာလောက်တာလဲဆိုတာမေးခွန်းထုတ်လိုက်ပေမဲ့ကိုကြီးကိုတာဖြစ်နေတာကြောင့်စာတူးဖို့ပဲပြင်လိုက်ပါတယ်တစ်ဖက်မှာလည်းရသမျှငွေတွေအကုန်စီဝေကြီးသိန်းကျုံဝင်နေတဲ့တထေးဝန်ကြောင့်ကုမ္ပဏီပတ်စံတွေဖြစ်တဲ့အကြောင်းအတွင်းရေးမှုကသတိပေးလိုက်ပေမဲ့မကြခင်မှာစီလောကကိုကင်လုံးမဲ့သတင်းတစ်ခုပေါ်လာတော့မှဖြစ်တဲ့အကြောင်းခက်အေးပဲပြန်ပြောလိုက်ပါတယ်တစ်ဖက်မှာလည်းသူတို့ဒူးနေတဲ့ချင်းက gas pipeline နဲ့နေပြီးရေငွေ့တွေကလည်းစိတ်နေတာကြောင့်အနောက်နဲ့ရွှေ့ဖို့အဖွဲ့မှုကအကြံပေးလိုက်ပေမဲ့တူဘီသားကိုပဲအရှိန်အစားတင်ဖို့ဖီဒိုကမချင်မငန်ပြန်ပြောလိုက်ပါတယ်မတူးခွင်ကလေးကမြေကိုတေချာစစ်စစ်တင်တာဖြစ်တဲ့အကြောင်းဘူးနဲ့ပေါက်ဆဲဆိုရင်ထပ်ပြောလိုက်တော့သူ့လိုပဲအကုန်လုံးပိတ်ရနေတဲ့ဝရင်သမားနဲ့တပွဲတလန်းနှွဲဖို့အကြောင်းဖန်သွားခဲ့ပါတယ်အဲ့ဒီဝရင်သမားဆိုတာကလည်းတစ်ချိန်ကသူ့နာမည်ခံရင်သူ့လိုပိုက်လိုက်ဖောက်ပေးနေတဲ့အတုကောင်ဖြစ်တဲ့အကြောင်းမိရထားတဲ့ဒဏ်ရာတွေကိုဖီဒိုကပြပေးလိုက်ပါတယ်တဆက်ထဲနောက်တစ်ခါရန်ဖြစ်ရင်ထုတ်ပြစ်မဲလို့ပါဖီဒိုကချင်းချောင်းလိုက်တော့ရန်ပွဲလည်းအဆုံးသက်သွားခဲ့ပြီးတကူတော်လှုပ်ရှားဖို့ဆုံးဖြတ်ထားတဲ့နယ်ထိန်ဂျူမန်တယောက်သူ့အဖေနဲ့လိုက်စစ်စေရင်ကစီဖောက်ထားတဲ့နေရာတစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်အလုံးလုံးရေးဆေးတွေတောက်နေတဲ့အဖွဲ့မှုကဂျင်ဆင်းလို့ပြောလာတာကြောင့်မြေတူးသမားလည်းတောင်းကြည့်ပေမဲ့တခုခုကိုဖုံးကွယ်ထားတဲ့အဖွဲ့မှုကတော့ဈေးကြီးတို့မတိုက်လိုက်ဖေးသူတို့တူးနေတဲ့ဂျင်းကလည်းရုတ်တရက်ကြောက်သားနေရန်ကြီးခံနေတာကြောင့်ကြောက်ပေါက်ဆက်သုံးရမယ့်အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်ညာဘက်ဆိုရင်အတန်ကပိုကျတာမို့အကုန်ပေါ်ကုန်မှာဆိုပေမဲ့အကြံရှိနေတဲ့ဖီရိုကတော့အတုကောင်ကိုတချင်းဆုပ်ခိုင်းရင်အတန်ဆိုးနဲ့ဖုံးထားလိုက်ပြီးအချိန်ကိုက်စူညံတန်ကြောင့်နယ်ထိန်ဂျုံမန်နဲ့အတူကင်းလှည့်နေတဲ့ရဲတယောက်ကဟိုတယ်စီကိုရောက်ရှိလာခဲ့ပါတယ်ရဲကိုမြင်မြင်ချင်းကောင်တာကမိန်းကလေးကအချက်ပေးသတိပေးပြီးမြဲအောက်မှာကြောက်ဖောက်နေတဲ့သုံးကောင်သားကဆက်တန်နေမှုမကြားကြပဲရဲကအတန်ဆိုးစီရောက်နေတဲ့အချိန်မှရဲရောက်နေတယ်ဆိုတာကိုလက်မတင်လေးသိလိုက်ကြရပါတယ်အပြင်ကဆိုရင်တိတ်မသိတာပေမဲ့အထဲမှာတော့ဆက်တန်နဲ့တချင်းတန်နည်းနည်းလေးကွဲတာမို့အတန်ဆိုးလဲရဲကိုမတားလိုက်နိုင်ပဲမြေရောက်ထက်စီကိုရောက်ရှိနေတဲ့အချိန်မှာတော့မြေရောက်ပိုက်ပြင်ဖို့ကြမ်းဖောက်နေတဲ့လူနှစ်ယောက်ကိုတွေ့လဲရပါတယ်အခန်းထဲကိုလှည့်ပတ်ကြည့်ပြီးမြဲတခြားမသိငါစရာဘာမှတော့မတွေ့ပဲကျွင်းတူးနေတဲ့ဖီဒိုကိုမြင်မှုသလိုရှိတဲ့အကြောင်းရဲကပြောလိုက်တော့မူယူပြီးစခန်းရောက်နေတဲ့တထေးကိုလာထုတ်ဖူးတာဖြစ်တဲ့အကြောင်းဝိုင်းလင်လိုက်ကြပါတယ်ဒါကြောင့်ပဲထက်စစ်စရာမရှိတော့တဲ့ရဲလဲလာရလန်တိုင်းပြန်သွားမှသူတို့ကာထားတဲ့ဆက်ကြီးကိုဖိပစ်လိုက်ကြပြီးသုံးကောင်သားအဲ့ဒီဘက်မှာအုံတိုင်းကျင်းနေတဲ့ချိန်ဆက်ပစ်ချလိုက်တဲ့အချိန်နဲ့တူးထားတဲ့တွင်းထဲမှာမြေပြိုသွားတာကြောင့်ကြီးပြင်းနေတဲ့ကောင်တာကကောင်ပါလေးရောမြေတူးပညာရှင်ဝါတုတ်ပါပိတ်မိသွားခဲ့ပါတယ်ဒါကြောင့်ပဲဘာလို့ရမှန်းမသိဖြစ်နေတဲ့ဖီဒိုအစင်းနဲ့အတူကောင်လဲပိုင်ရှင်ကိုဆက်သွယ်ရင်းခဏနားဖို့ပြင်လိုက်ပြီးအထက်ကနှစ်ကောင်ကိုတေးပြီးထင်တဲ့ဒီတိုင်းထားဖို့လုပ်နေတာကြောင့်အဖွဲ့မှုကဘာပဲဖြစ်ဖြစ်တူးထုတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အထက်ကနှစ်ယောက်သာတေးရင်သူ့တစ်သက်လုံးနောင်နာရနေမှာမို့ပြောဆူဆူနဲ့အဖွဲ့မှုကစာတူးလိုက်ပြီးအထဲမှာလည်းပိတ်မိနေတာချင်းအတူတူထိုင်ကုန်နေတဲ့ဝါတုတ်ကိုတက်နိုင်တဲ့လောက်ထထူဖို့ကောင်တာမိန်းကလေးကပိတ်ဟော်လိုက်ပါတယ်အပြင်ဘက်မှာလည်းအဖွဲ့မှုကအာကျုံမန်တက်တူးလာတာမို့တခဏအကြာမှာတော့ပိတ်မိနေတဲ့နှစ်ကောင်ကိုအချိန်မီကယ်တင်သွားနိုင်ခဲ့ပြီးတစ်ဖက်မှာလည်းစီကိုဖောက်ထားတဲ့နေရာကိုရှာတွေ့ထားတဲ့နေထိန်ဂျူမန်တယောက်အခုနေရာအပြင်နောက်တနေရာမှာလည်းတေချာပေါက်တူးနေအောင်မှဖြစ်တဲ့အကြောင်းအဖွဲ့မှုကိုတင်ပြလိုက်ပါတယ်တနေ့ဟိုတယ်ထဲမှာအလုပ်လုပ်ရင်းသူတို့ကျွေးတဲ့အစားအသောက်ကိုကြီးတနေ့3နှစ်လောက်အဖန်တရာထက်နေအောင်စားနေရတာကြောင့်ညင်းငွေလာတဲ့အကြောင်းဖီဒိုတူကထပ်ပြောလာတဲ့အချိန်သူ့နာမည်ဘက်ကက်ဆွန်ဖြစ်တဲ့အကြောင်းမြေတူးပညာရှင်ဝါတုတ်ကထားမိတ်ဆက်လိုက်ပါတယ်အဖွဲ့မှုကနာချွန်းရှိအတူကောင်ကဝူဆွန်ဖီဒိုစစ်ကဝန်ဘန်ဖြစ်တဲ့အကြောင်းအသီးသီးမိတ်ဆက်ပြီးမှတော့သူတို့တွေဟာအကြောင်းမျိုးမျိုးကြောင့်ဒီဘွားကိုရောက်ရှိလာခဲ့တာဖြစ်တဲ့အကြောင်းအချင်းချင်းပြောချရင်ကောင်တာမိန်းကလေးလာပို့သွားတဲ့ခောက်ဆွဲတူကြောင့်ထမင်းဝိုင်းကနည်းနည်းဆိုပြီးသွားခဲ့ပါတယ်အလောက်ကတရားမဝင်တာမို့အန်ရများတာကိုသိပေမဲ့ပတ်စံဆိုတဲ့မျောလင်းချက်လေးရဲ့နောက်ခွဲမှာအချင်းချင်းထုံမပြောဖြစ်ကြတဲ့ရွယ်ချက်လေးတွေကိုအားလုံးကစုပ်ကန်ထားကြဆဲဖြစ်တယ်လို့အသီးနေ့ကအားလုံးခက်အေးနေကြတဲ့အချိန်အချက်ပေးတံကိုကြားလိုက်ရတာကြောင့်ဖီဒိုလည်းအခန်းပြင်ကိုချက်ချင်းပဲထွက်ကြည့်လိုက်ပါတယ်တစ်ဆက်တည်းအထုပ်ထုံနဲ့ထွက်ပြေးဖို့လုံးနေတဲ့အတူကောင်ဝူဆွန်းကိုတွေးလိုက်ရတာကြောင့်သကောင်သားကိုအမိဖမ်းပြီးတီးနေတဲ့အချိန်စိတ်လျှော့ဖို့ဝါတုံနဲ့အဖွဲ့မှုကဝင်တာလိုက်ပါတယ်ဒါပေမဲ့ဟိုကောင်တမထားတာကဝါတုံရဲ့ပတ်စံတွေမို့လူတွေရဲ့ထုံးစံအတိုင်းကိုပစ္စည်းကိုဥစ္စာမထိသေး၍ဂယုဏထားနိုင်ရပေမဲ့တကယ်တမ်းကိုပတ်စံကိုခိုးသွားတယ်ဆိုတာသိလိုက်ရတဲ့ဝါတုံလည်းအတူကောင်ဝူဆွန်းကိုသူ့ရဲ့လက်သီးကြီးမြည်ဆန်းဝင်ပေးလိုက်ပါတယ်တားဖြစ်သူစေဖို့ကဒေါ်လာကို30နဲ့ချီနေတာကြောင့်အခုလိုလုံးမိတာဖြစ်တဲ့အကြောင်းဝူဆွန်းကဝန်ခံလိုက်ပါတယ်အတိအချိန်တစ်ခုခုကိုတွဲမိသွားတဲ့ဖီဒိုတယောက်ကောင်တာကမိန်းကလေးရှိတဲ့အခန်းစီပြေးထွက်သွားခဲ့ပြီးအချက်ပြကလေးနှိပ်ပေးတဲ့ကောင်တာရဲ့အလုပ်ကအပြင်ဘက်ကလူတွေမကပဲသူတို့ကိုပါပြန်ဆောင်ကြည့်ဖို့မှဖီဒိုလည်းတည်သွားခဲ့ပါတယ်အချိန်ကတထေးဝန်ကပါရောက်လာတာကြောင့်ရှုပ်ထွေးသွားတဲ့အခြေအနေတွေကြားမှာဖီဒိုလည်းအသက်နဲ့လောင်းကြီးထက်ရင်3ရက်တွင်အလုပ်ပြီးအောင်လုပ်ပေးဖို့သဘောတူလိုက်ရပါတယ်
ထွက်ပြေးဖို့လုပ်နေတဲ့ဝူဆွန်းကိုတော့တထေးဝိုင်းရဲ့လူတွေကဇွတ်နှိပ်ဆက်နေတာကြောင့်မခံနိုင်တဲ့အဆုံးတရားမှကြောက်နေတဲ့ဝူဆွန်းလင်းခိုင်းသမျှလုံးမဲ့အကြောင်းတထေးဝမ်ကိုပြောပြလိုက်ပါတယ်။ဒါကြောင့်ပဲဝူဆွန်းတယောက်တထေးရဲ့တရှိုးဖြစ်သွားခဲ့ပြီးမြေတွင်းတွေကအဖြစ်ပြမှန်သမျှကိုလှုပ်ဝက်သတင်းပို့ရမှာဖြစ်တယ်လို့တစ်ဖက်မှာလည်းစီစည်းတွေကဇက်တိုက်ကြနေပေမဲ့တထေးဝမ်ကတော့ရသမျှအကုန်ဝယ်စုနေသေးပဲဖြစ်ပါတယ်။ဒူးပေါ်ရေးကအရှိန်မြင့်လာတယ်လို့ရဲတွေကလည်းတန်ရှာဝေးစနဲ့ပိုက်စိတ်တိုက်ရှာနေကြပြီးမို့တရက်သားအချက်ပြမီလင်းလာတဲ့ချိန်ဖီဒိုတို့တွေရှိသမျှတန်ထဲပစ္စည်းတွေကိုအကုန်သိမ်းကြရပြန်ပါတယ်။ရဲတွေကလည်းခြေအားခံမိတာနဲ့အဲ့ဒီနေရာပေါ်စတင်တူးနေကြတာကြောင့်အကုန်ဆွန့်ခွာဖို့ကောင်တာမင်းကလေးကသတိပေးလိုက်တဲ့အချိန်မြေကျင်းထဲမှာ gas ရှူမီရင်သတိလစ်နေတဲ့ဖီဒိုကိုတွေ့လိုက်ရပါတယ်။ဒီတစ်ချိန်လဲ gas တွေပေါက်နေတာကအန်ရယ်ရှိတယ်ဆိုပေမဲ့အဖွဲ့မှုကဖီဒိုကိုပြစ်မထားခဲ့ပဲအပြင်ဘက်မှာလဲရဲတွေကဒူးနေရင် gas pipeline ကြီးကိုတွေ့လိုက်ရတာကြောင့်မှားတူးမိတယ်လို့ယူဆလိုက်ကြပြီးဒူးပေါ်ကြီးကိုရိုက်လိုက်ကြပါတယ်။အားလုံးပြန်လဲတင်ငိမ်သွားတဲ့အချိန်မှာတော့ချော်လဲရင်နံရိုးတွေထိခိုက်သွားတဲ့ဖီဒိုကိုအားလုံးကဝိုင်းဝန်းပြုစုရင်ဒီနေ့သူမိန်းမခွဲဆက်ရမှာမို့အပြင်ထွက်ရင်းစိတ်ယုံသွားခြင်းတဲ့အကြောင်းအဖွဲ့မှုကတောင်းဆိုလိုက်ပါတယ်။စာချုပ်ဖောက်ဖျက်ရင်ရော်ကြေးကိစ္စတွေရောသူတို့အသက်အန္တရာယ်ပါစိတ်မချရတာမို့ဘယ်သူမှလုံမပေးချင်ကြပေမဲ့အဖွဲ့မှုပုံစံကလည်းမိန်းမဖြစ်သူအတွက်တကယ်တမ်းဝမ်းနဲ့နေတဲ့ပုံပေါက်နေတာကြောင့်ဖီဒိုလည်းတွင်းတူးပေးဖို့သဘောတူလိုက်ပါတယ်။မိန်းမဖြစ်သူခွဲစိတ်စိတ်ကအဖွဲ့မှုပေးမှရမှာမို့ဖီဒိုနဲ့နှစ်ယောက်တည်းကျေးလုံနေတဲ့အချိန်ဟူဆွန်းကမှသူတို့နှစ်ယောက်စီလာပေါင်းသွားခဲ့ပြီးကောင်တာမိန်းကလေးကလည်းကမ်မရာတွေကိုဟပ်ပေးထားမှမို့အားလုံးစီပြေးသွားခဲ့ကြပါတယ်။အတိုးကြီးပဲ3,000လောက်ဆိုပေမဲ့သူကြံနေတဲ့ကိစ္စကအကြီးကြီးပဲမို့ဘာကိုမှဂရုမစိုက်နေတဲ့တထေးဝမ်လေးအကျွေးလာတောင်းတဲ့သူကိုပါအတူတူမဆုံးရှုံးချင်ရင်တိတ်တိတ်နေဖို့ပြန်သတိပေးလိုက်ပါတယ်။မြေအောင်လမ်းကြောင်းကအတော်လေးကိုရှောက်ပြီးမှတော့နည်းနည်းလေးစိုးတိုင်းစာများနေတဲ့နေရာတစ်ခုကိုတွေ့လိုက်ရပြီးအဲ့ဒီနေရာဟာအရင်တည်းကရေပိုက်လိုင်းရေဆိုးလိုင်း gas ပိုက်လိုင်းရေနံလိုင်းတွေကိုပေါင်းစပ်ထားတဲ့နေရာဖြစ်တဲ့အကြောင်းအဖွဲ့မှုကရှင်းပြလိုက်ပါတယ်။လုတ်တဲ့ကောင်တွေကလည်းလှုပ်ရှုပ်တယ်ဆိုပြီးပေါင်းသွားတာမို့အဲ့လိုဖြစ်သွားတဲ့အကြောင်းအဖွဲ့မှုကပြောပြလိုက်တော့ဖီးတို့လည်းတစ်ခုခုကိုသဘောပေါက်သွားခဲ့ပြီးအားလုံးအပြည့်ရောက်သွားတဲ့အချိန်ခွဲစိတ်ခန်းအစာအတုပခန်းကနေစောင့်နေတဲ့အဖွဲ့မှုရဲ့ဇနီးဖြစ်သူကိုတွေ့လိုက်ရပါတယ်။အရာရာခဲလေသမျှသိရကြသွားခဲ့ပြီးမို့အပြန်လန်းကဝမ်းနေခြင်းတွေနဲ့တိတ်ဆိတ်နေခဲ့ပြီးတစ်ဖက်မှာလည်းစိုက်ခင်းပိုင်ရှင်အတော်ကြီးတိုင်တာကိုလာစစ်နေတဲ့နေထင်းဂျိုမန်တို့နှစ်ယောက်ကလာပုံထားတဲ့ကြွေပြားအပိုင်းစားတွေဟာ Capital Hotel ကကြွေပြားနေနေတူတဲ့အကြောင်းသတိထားမိသွားခဲ့ကြပါတယ်။ဒါကြောင့်ပဲနေထင်းဂျိုမန်တို့အဲ့ဒီဟိုတယ်ကိုစောင့်ကြည့်နေကြတဲ့ချိန်တစ်ဖက်မှာလည်းဖီးတို့ခိုးထွက်သွားတာကိုတထေးဝမ်ကတီးသွားတာမို့ဖုံးပေးတဲ့ကောင်တာကမိန်းကလေးကိုရောဖီးတို့တစ်ဖွဲ့လုံးနဲ့ပါပြဿနာတက်သွားခဲ့ပါတယ်။အသက်ကြီးဆုံးအဖွဲ့မှုကတော့တောင်းပန်နေပေမဲ့တထေးဝမ်ဆိုတဲ့ငနွားကနားမလဲတဲ့အပြင်အိမ်ကလူတွေနဲ့ပါချင်းချောက်လာတာမို့ဖီးတို့လည်းအောင်တက်တက်နဲ့တီးခံရင်အဆုံးသက်ကောင်မလေးနဲ့ပါမြေတွင်းတူဖို့အကြောင်းဖန်လာခဲ့ပါတယ်။ဒါပေမဲ့အဖွဲ့မှုကငကိုကလေးကဂျမ်းမာရေးချုပ်တက်တာမို့တထေးဝမ်ထားသွားတဲ့လူမိုက်တွေအနိုင်ကျင့်ပုံမျိုးတွေကြောင့်ဖီးတို့လည်းတီးမခံနိုင်တော့ပဲအကုန်ပြန်ချကြတဲ့အချိန်အခြေအနေကအကုန်လုံးရှုပ်ထွေးကုန်ကြပါတယ်။ဒါကြောင့်ဟိုတယ်တစ်ခုလုံးပြည့်နေတဲ့လူမိုက်တွေကသူတို့9ယောက်ကိုဇွတ်ပိတ်ထားတာကြောင့်ဖီးတို့လည်းမတက်တာတဲ့အဆုံး gas o နဲ့ပါမီးဖွင့်ရင်ချင်းချောက်ခံလိုက်ရပြီးမြောက်ခန်းထဲကထွက်လာတဲ့ချိန်တနက်နဲ့ရောက်လာတဲ့တထေးဝမ်ကိုတွေ့ရပါတယ်။ဒီနေရာမှာပြစ်လိုက်မယ်ဆိုရင်အကုန်လုံး gas o ပေါက်ရင်ကိစ္စတုံးမှာမို့အဖွဲ့မှုကပဲအငယ်လေးအတွက်တနက်ကိုဝင်လူတဲ့အချိန်အုံနောက်မပါတဲ့တကောင်သားကမောင်းကလုတ်ကိုဆွဲလိုက်တာကြောင့်အဖွဲ့မှုလည်းနေရာမှာတင်ဆုံးပါသွားခဲ့ပါတယ်။အချိန်ကိုက်အပြင်ကရဲနှစ်ယောက်ပါတနက်တန်ကြောင့်အထိတ်ကိုဝင်လာချိန်တထေးဝမ်နဲ့အဖက်မခံရခင်ဖီးတို့ကိုထပ်ပြေနဲ့ရှောင်ထွက်သွားခဲ့ပြီးနေထင်းဂျိုမန်တို့ရောက်လာတဲ့အချိန်မှာတော့သူ့အိမ်ထဲမှာလဲနေတဲ့အမျိုးသားတစ်ယောက်ကိုပဲတွေ့လိုက်ရပါတယ်။ဝါတို့တစ်ယောက်လက်မောင်းကိုထိသွားတာမို့ဖီးတို့လည်းကစင်ကလေးယာပြေးလာတဲ့အချိန်ရေနံကုမ္ပဏီပိုင်နေဆိုတဲ့တကောင်သားကအထက်ကြီးပြတ်မှုချင်းငွေလုပ်ငန်းကကောင်တွေနဲ့ပေါင်းရင်အခုလိုခိုးဖို့ကြံနေတာဖြစ်တဲ့အကြောင်းကောင်တာမင်းကလေးကရှင်းပြလိုက်ပါတယ်။နောက်ဆုံးသူတို့လည်းသွားစရာမရှိတာမို့ရန်သူတွေအပြင်ရဲတွေပါပက်ချလဲဝိုင်းနေတဲ့ကြားတွေကကားထဲဝင်ပုံးနေတဲ့ဂျန်ကွန်းစီကိုပဲထွက်လာခဲ့လိုက်ပြီးအသစ်ကိုရောက်မှာတော့ဝင်လာတဲ့ဖုန်းတကောကြောင့်တထေးဝမ်စီမံတခါတည်းတန်းတီးလိုက်ရပါတယ်။မသေးသေးတဲ့ဖီတို့ကိုတူတူဖို့နေရာတိရှာပေးမှဖြစ်တယ်လို့အသက်မသေးခြင်းအလုပ်ကိုမြင်မြင်လက်ဆတက်ဖို့ပြောလိုက်တော့တက်ဖို့တော့လုပ်ပြီးမှလာခိုင်းနေတဲ့လူငနွားကိုသူတို့ကုန်ထွက်ပြေးဖြစ်တဲ့အကြောင်းဖီတို့လည်းပုံမှန်လင်းလင်းပြောချလိုက်ပါတယ်။ဒါပေမဲ့တထေးဝမ်ရဲ့လူမိုက်လက်တံကလည်းပေါ်သေးသေးမဟုတ်တာကြောင့်အသက်နဲ့ဖိအားပေးလာမယ်ဆိုရင်တော့ဖီတို့ရှော့တွက်လို့မရပဲအဲ့ဒီချိန်စေယုံပေါ်ရောက်နေတဲ့ဝွန်ဆွန်းစီကိုလူမိုက်တွေကအသေးတန်လိုက်နေတာကြောင့်ဖီတို့ကပဲကြားဖြတ်ရင်မတယုံတမဲကယ်ပေးလိုက်ပါတယ်။အဖွဲ့မှုမိမစာပနာမာတွေကမီးလောင်တန်ရာကိုစေယုံပြဖို့ထွက်သွားတဲ့ဝွန်ဆွန်းတယောက်အခုချိန်ထိဘာတွေဖြစ်ပျက်ခဲ့တယ်လဲဆိုတာကိုမသိသေးပဲအဖွဲ့မှုလည်းတည်သွားပြီးမို့တေချာပေါက်သူ့အစီအစဉ်တွေနဲ့တထေးဝမ်ဆိုတဲ့ကောင်ပြန်ပေးဆက်ရအောင်လုပ်မယ်အကြောင်းဖီတို့ကပြန်ပြောလိုက်ပါတယ်။အဲ့ဒီနေ့ညမှာတော့အဖွဲ့မှုမဆုံးခင်ပြောပြသွားဘူးတဲ့ပိုက်လိုင်းဆောင်တဲ့နေရာကနေဒီတစ်ချိန်တူးမှဖြစ်တဲ့အကြောင်းဖီတို့ကသူ့ဖွဲ့သားတွေကိုရှင်းပြရင်သူကိုယ်တိုင်လည်းအွန်ကျိုးနဲ့အတူတထေးဝမ်ရဲ့ရှေ့မှာလူလုံးထွက်ပြလိုက်ပါတယ်။လက်ရှိအခြေအနေကသူတို့တွေကတရရခံပြေးဖြစ်နေပြီးမို့200အတွင်း3,500အပြီးလွှဲပေးဖို့နဲ့သူ့ဘက်ကလည်းသဘောတူထားတဲ့ဆက်ရုံ
ရုံကတိုင်ရီတွေကိုအပြည့်ဖြည့်ပေးမှဖြစ်တယ်လို့ငွေရတာနဲ့လုံးဝပြောက်ကွယ်ပေးသွားမယ့်အကြောင်းဖီတိုကစကားကုန်အောင်ပြောပြလိုက်ပါတယ်အဲ့ဒါပြီးတာနဲ့သူတို့တွေအရင်တွေ့ခဲ့မှုတဲ့ပိုက်လိုင်းဘောင်းဆောင်နေရာကိုဖောက်ဖို့ပြင်လိုက်ကြပြီးစီပိုက်ရေပိုက်နဲ့ gas pipe ဘောင်းဆောင်စုဝေးနေတဲ့ဒီနေရာကတကယ်ပဲအဖွင့်မှုပြောခဲ့သလိုဖြစ်တဲ့အကြောင်းတွေ့လိုက်ရပါတယ်ရွေးချယ်စရာမရှိတဲ့တထေးဝန်ကလည်းသဘောတူလိုက်တာမို့အားလုံးအလုံးစားမဲ့အချိန်ဝရင်ဆက်ဝင်မဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ထွက်သွားတဲ့ဝူဆွန်ကြောင့်ဖီတိုလည်းနောက်ကနေလိုက်ကြည့်တဲ့အချိန်အတုကောင်ဟာတချို့မှန်းသိလိုက်ရပါတယ်တစ်ပတ်မှလည်းရဲနှစ်ယောက်ကအဲ့ဒီဘက်ကိုလာနေပြီမို့ဖီတိုကပဲသူ့ဘက်ကိုအာယုံလွှဲအောင်လူလုံးထွက်ပြရင်းကတော်တဲ့ရောက်မှာတော့ချိုးလိန်နဲ့ဒဏ်ရာမှာရရှိသွားခဲ့ပါတယ်သူပြန်ရောက်တဲ့အချိန်မှာလည်း2 boy လုံးမဲ့နေရာမှာဝူဆွန်ကပါကင်မရာတက်ပြီးပြီမို့အချိန်မတန်ခင်ဘာမှပြောမနေတော့ပဲလက်ရှိလောက်ရမယ့်ကိစ္စကအကြီးတာမို့စီပိုက်လုံခြုံရေးအလန်းတွေကိုသူဟပ်ပေးလို့ရတဲ့အကြောင်းကောင်နာကကောင်မလေးကပြောပြလိုက်ပါတယ်ဒါကြောင့်ပဲအဲ့ဒီချိန်9မိနစ်တွင်အဆုံးသတ်ရမှာဖြစ်တဲ့အကြောင်းပြောပြလိုက်တော့ဖီတိုလည်းစားဖောက်ဖို့ပြင်လိုက်ပြီးတစ်ဖက်မှာလည်းတပည့်ဖြစ်သူတွေကိုတိုင်ခီနာမှာထိုင်ဆောင်ခိုင်းနေတဲ့တထေးဝန်ကစီလောကရဲ့80ရာခိုင်နှုန်းကိုသူထိန်းချုပ်မှာဖြစ်တယ်လို့အားလုံးတည်ပြီးရင်ပတ်စံအကြီးချီပေးမယ်အကြောင်းပြောပြလိုက်ပါတယ်စားဖောက်ပြီးဆိုတာနဲ့ CPR ကဟတ်ထားတဲ့အချိန်ကြောင့်ဆန္ဒဘက်မှာအလန်းတွေတက်နေတဲ့အချိန်တောက်လျှောက်စူညံနေတဲ့ဖီတိုတို့ဘက်ကိုလည်းနေထိန်ဂျူမန်ကလိုက်ရှာရင်းနဲ့မြေအောက်ထဲတိကိုဝင်လာနေပြီပဲဖြစ်ပါတယ်ဒါပေမဲ့ပိုက်ဖောက်တယ်ဆိုတာကလုံးဝမဖောက်ရင်မဖောက်ဒါမှမဟုတ်လုံးဝပေါက်သွားမှအဖြစ်မှာကြောင့်လက်ကိုရက်လိုက်လို့မရပဲသူဖောက်တာကလည်းတဝက်လောက်ရောက်နေပြီမို့ဒီတန်းရက်လိုက်ရင်ဖီယားတွေနဲ့ပိုက်ကပါသွားတဲ့နေရာမှာပေါက်ထွက်သွားနိုင်တာပဲဖြစ်ပါတယ်ဒါကြောင့်ပဲရဲတွေလာနေတော့ဖီတိုရက်လိုက်လို့မရပဲအရန်ကိုအရေးကြီးနေတဲ့အချိန်လူကလည်းပူထူနေတာကြောင့်ဖီတိုတယောက်ပိုက်ကိုလုံးဝပေါက်တဲ့အထိဖောက်မိသွားခဲ့ပါတယ်ဒါပေမဲ့ဘာကတေချာတက်ထားတာမို့ဖီတိုထိခိုက်သွားရင်တော့ဘူဆွန်ကအချိန်မီပေးလိုက်နိုင်ခဲ့ပြီးတစ်ဖက်မှာလည်းလာနေတဲ့ရဲတွေကိုချောင်ကုန်းနဲ့ဝါတုတ်ကပဲလမ်းလွှဲပေးလိုက်ကြပါတယ်ပထမတစ်ပေါက်ကအဆင်ပြေသွားတာကြောင့်ဒုတိယတစ်ပေါက်ထပ်ဖောက်တဲ့အချိန်မှာတော့နန်ရိုးတွေထိထားတဲ့ဖီတိုလေးဆက်ရဲ့အချိန်ကိုမခံနိုင်တော့ဘဲမတက်တာတဲ့အဆုံးအတုကဟူဆွန်ကိုယုံကြည်ရင်ဖောက်လိုက်ဖို့လွှဲပေးလိုက်ပါတယ်တပွားလုံးဖီတိုအတုဘွားနဲ့နေမယ်အစားအခုတစ်ချိန်တော့ဟူဆွန်အစစ်ဖြစ်လှုပ်ကြည့်လိုက်ဖို့ဖီတိုကပြပြလိုက်တော့ဟူဆွန်လည်းဖီတိုရဲ့ညွှန်ကြားမှုတွေအောက်မှာပထမဆုံးအချိန်အပိုလိုမရှိဖောက်ထုတ်နိုင်သွားခဲ့ပြီးသူတို့ချိတ်ထားတဲ့ပိုက်တွေကနေတဆင့်တထေးဝံရတိုင်ကြီးတွေကိုစီတွေစတင်ဖြည့်ပေးလိုက်ကြပါတယ်ဒါပေမဲ့တထေးဝံဘက်ကပတ်စံမရှင်းရင်ဘာမှဖွင့်ပေးမှာမို့အရင်လွှဲပေးဖို့ပြောလာတဲ့ဖီတိုကပိုက်ပေါက်တဲ့နေရာကိုဟူဆွန်နဲ့ချန်ထားခဲ့လိုက်ပြီးဟူဆွန်တစ္ဆာဖောက်မှာကိုကြိုသိနေတာမို့စုံတော့ဂျုံမန်စီသူကိုယ်တိုင်ပဲအကြောင်းကြားလိုက်ပါတယ်အဲ့ဒီချိန်မှာပဲသူထင်းတဲ့အတိုင်းဟူဆွန်ကဘားတွေကိုပြန်ဖွင့်ပေးလိုက်တာမို့ဖီတိုလည်းပြန်ရောက်လာတဲ့ချိန်တစ္ဆာဖောက်ကို2ချက်လောက်ရိုက်ပေးလိုက်ရင်ကင်မရာတက်ထားတာကအစသူသိတာမို့စီလိုချင်းအမြန်ဆုံးပတ်စံလွှဲပေးဖို့တထေးဝံကိုပြန်ပြီးတော့အကြက်ကန်လိုက်ပါတယ်တခြားလုံးသူတို့ကိုအသုံးချခဲ့တဲ့အပြင်အဖွဲမှုကိုတောင်မှတတ်ခဲ့တဲ့ကောင်ကိုမှဟူဆွန်ကတစ္ဆာသွားရှိနေတာကြောင့်ဒီတစ်ချိန်တီးမခံနိုင်တော့တဲ့ဖီတိုလည်းအဖွဲမှုမဆုံးခင်ထားခဲ့တဲ့ပတ်စံတွေကိုပုံပေးရင်ဒီကနေထွက်သွားလိုက်ဖို့မောင်းထုတ်လိုက်ပါတယ်သူဘာပဲဖြစ်ဖြစ်အငယ်လေးတွေဆိုရင်ကာကွယ်ဆောင်ရှောက်ပေးခြင်းတဲ့ဖွင့်မှုကစေးရုံတက်နေရတဲ့ဝူဆွန်ရဲ့သားဖြစ်သူအတွက်ဒီပတ်စံတွေကိုသူမသေးခင်ခြံပေးထားခဲ့တာဖြစ်တယ်လို့အကြောင်းရင်းမှန်ကိုသိလိုက်ရတဲ့ဝူဆွန်တယောက်နောင်နာရယုံကလွဲရင်အရာရာကမျက်ရည်ကျယုံတော့ပဲတက်နိုင်တော့တာပဲဖြစ်ပါတယ်တစ်ဖက်မှာလည်းတထေးကွမ်ဆိုတဲ့ကောင်ကလူတကောင်လုံးလိုက်ရောက်လာတာမို့ဖီတိုလည်းစီကိုပြန်ဖွင့်ပေးလိုက်ပြီးသူ့တရှိုးလိုဖြစ်နေတဲ့ဝူဆွန်ကိုတော့ဖီတိုတို့ကကြိုးတုပ်ထားတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့တထေးကွမ်ကတထေးကွမ်ပဲမို့စီရတာနဲ့ငွေချေရမယ့်အစားဖီတိုတို့တစ်ဖွဲ့လုံးကိုသူ့တစ်ဖက်တွေနဲ့အပြောက်ကြံဖို့ဆုံးဖြတ်လိုက်ပြီးမြေအောက်ထဲမှာသူကဖီတိုကိုအသေးတက်နေတဲ့အချိန်အပေါ်ဘက်မှာလည်းဝါတုတ်တို့ကိုလူမိုက်တွေကလိုက်နေကြပြီလည်းဖြစ်ပါတယ်ဒါပေမဲ့ဒီတစ်ချိန်မှာအတီတရားရသွားတဲ့ဝူဆွန်ကပြန်ကယ်ပေးလိုက်တာကြောင့်ဖီတိုလည်းနည်းနည်းလောက်အဆင်ပြေသွားခဲ့ပါတယ်အပေါ်ဘက်မှာလည်းကွန်တိန်နာထဲရောက်နေတဲ့လူမိုက်တစ်တိုက်ကိုချောင်းကုန်းကကျုံတို့လေးဇီးပြူသေးလှိမ့်တယ်လို့လှိမ့်ရင်းနဲ့ဖြည့်ရှင်းပေးလိုက်နိုင်ခဲ့ပါတယ်သူတို့တရေရှင်းပြီးသွားတဲ့အချိန်မှာတော့ဝူဆွန်ကပါကျင်းထဲကနေပြန်ထွက်လာတာကြောင့်ပတ်စံတွေယူရင်လစ်ထွက်သွားခဲ့ကြပြီးအောက်ဘက်မှာတော့ဖီတိုတယောက်တည်းတထေးဝံကိုကင်တွင်နေတဲ့အချိန်နေထင်းဂျုံမန်တယောက်တည်းစူပါမန်လို့ရောက်လာတာကြောင့်ဖီတိုလည်းအနေရများတဲ့အကြောင်းနည်းနည်းလောက်စူပေးလိုက်ပါတယ်သူ့ကိုလာဖမ်းတာသိပေမဲ့အရင်ကဖမ်းမှုကလေးကသူနဲ့ဘော်ဒါတွေလိုဖြစ်နေတာကြောင့်တထေးဝံတို့ကိုနေထင်းဂျုံမန်လက်ကိုအရင်သူကတော့မလိမ့်တစ်ပတ်နဲ့ထွက်ပြေးသွားခဲ့ပါတယ်အပေါ်ရောက်တဲ့အချိန်မှာလည်းအားလုံးပြီးလို့ထင်လိုက်ပေမဲ့သူ့အဖွဲ့သားတွေကလူမိုက်တွေလက်ထဲမှာအဖမ်းခံထားရတာကြောင့်အများနဲ့တယောက်ဖြစ်နေတဲ့သူပါအရိုက်ခံလိုက်ရရင်မြေအောက်ပိုင်လိုင်းစီကိုမြန်ရောက်သွားခဲ့ပါတယ်သူကတော့ဟုတ်တီပတ်တီအပ်ခဲ့တာဆိုပေမဲ့နေထင်းဂျုံမန်ရဲ့ fighting skill ကကျွမ်းကျင်လွန်းတာကြောင့်တထေးဝံနဲ့သူ့တစ်ဖက်တွေလက်ထဲမှာစောက်ထုံပြီးပြန်အပြီးခံလိုက်ရရင်အခုတော့တတိုင်လုံးကြိုးကိုစီနဲ့လုံမရပြုံမရဖြစ်နေကြပြီပဲဖြစ်ပါတယ်တကယ်တော့ဝူဆွန်ရဲ့ဖုန်းထဲမှာချီယာကန်ဆက်ထည့်ထားတာမို့သူတို့တွေပြေးသွားတဲ့အချိန်ထိဘဲကိုပြေးမလဲတထေးဝံကသိနေခဲ့တာပဲဖြစ်ခါအခုလဲဒီနေရာမှာဘုံထောင်ထားတဲ့အကြောင်းတထေးဝံကပြောပြလိုက်ပါတယ်တကယ်တော့တထေးဝံတယောက်စီခိုးထုတ်ခိုင်းနေဆိုတာကပြန်ရောင်းဖို့လည်းမဟုတ်သလိုတကယ်တမ်းစီခိုးတယ်ဆိုတာကလည်းစီဈေးကွက်ပြိုလဲအောင်လုပ်ဖို့အတွက်ပထမအဆုံးအကြံစီပဲဖြစ်ပါတယ်လက်ရှိဖီတိုတို့ရဲ့ပိုက်လိုင်းတွေကိုရောသူထည့်ခိုင်းထားတဲ့တန်ကီတွေကိုပါဖောက်ခွဲမဲ့တထေးဝံကဒရဇက်ပောက်ကွဲမှုတွေကနေတဆင့်တခြားရင်းနယ်လိုင်းတွေကိုရောစီလိုင်းတွေကိုပါဖောက်ခွဲချင်တာဖြစ်ပြီးအားလုံးပျက်စီးလေလေတစ်ဖက်မှာသူလောင်ထားတဲ့စီတွေကဈေးတက်လေလေပဲဖြစ်ပါတယ်မြို့တစ်ချမ်းလောင်ဒီပါသွားနိုင်တဲ့ဒီအခြေအနေမျိုးမှာလူတွေအများကြီးတေမာဆိုပေမဲ့ငွေကိုမျက်ရည်နဲ့ရှာမလို့တတ်မှတ်ထားတဲ့တထေးဝံကတော့ဘာကိုမှမှုနေတော့ပဲစီတိုင်ကြီးပောက်ကွဲမှုမှာပါသူ့နောက်လိုက်လူမိုက်တွေကိုအပြောက်ကျံမှုကြံစီထားခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့တေလို့မဖြစ်သေးတဲ့ဖီတိုတို့တတိုက်ကတော့ဝရင်ဆက်ကိုမီးရှို့ရင်းဖီတိုကိုအရင်လောက်အောင်လုပ်ပေးလိုက်ကြပြီးသူလွတ်တာနဲ့ဘုံတွေကိုဖြုတ်ပြေးနေတဲ့ဖီတိုတယောက်
အကုန်ထွက်ပြေးဖို့ပြောရင်းနဲ့ဘုံတွေကိုတနေရာစီအပြေးလွှားတည်သွားခဲ့ပါတယ်ဟိုကောင်တွေကလည်းကြောက်တလို့တာပြေးနေရပေမဲ့ပောက်ကွဲတန်ကြောင့်ဖီတို့တေပြီးတော့ထင်လိုက်ကြပြီးအပေါ်မှာရှိနေတဲ့လူငနွားကတော့ဒရက်ဆက်ဆိုသလိုတိုင်ကြီးဘက်ကဘုံတွေကိုပါဖောက်ခွဲလိုက်ပါတယ်ဒါပေမဲ့ဘုံဝဲပေါက်သွားတဲ့တိုင်ကြီးတွေကသူထင်တယ်လို့မပေါက်ခွဲသွားပြီးအောက်ဘက်မှာလည်းညံကောင်းပြီးစမတ်ကြတဲ့ဖီတို့တယောက်ရေရှိတဲ့နေရာစီဘုံတွေကိုအချိန်မီပြစ်လိုက်တာကြောင့်သူ့ပန်းတန်ရမရပဲအသက်ရှင်လျက်ပြန်ထွက်လာနိုင်ခဲ့ပါတယ်အချိန်ကိုက်ဘာမှနားမလဲတဲ့နယ်ထိန်ဂျိုမန်ကတော့တိုင်ကြီးပေါက်တဲ့နေရာမှာမှောင်ခိုသမားတွေစုနေတဲ့အကြောင်းရဲတပ်ဖွဲ့ကိုအကြောင်းကြားလိုက်ပြီးစီရီနဲ့ပောက်ကွဲသွားရမယ့်နေရာကရေတွေထွက်လာတာကြောင့်သူ့ဘာနားလည်နိုင်ဖြစ်သွားခဲ့ပါတယ်တကယ်တော့ဟူဆွန်အတိတရားရသွားတဲ့ချိန်ကစလို့တထေးဝံကိုသူတို့စီများခေါ်ရင်းရေပိုက်နဲ့စီပိုက်ကိုတမင်လဲထည့်ပေးလိုက်တာဖြစ်ခါဟိုကောင်မလေးတထေးဝံအကြောင်းကိုပြောပြကြတဲ့ကသူ့အကြံတွေကိုဖီတိုကရိပ်မိနေတာပဲဖြစ်ပါတယ်ဒါပေမဲ့အဆုံးထိရုံမာမယ်ဆိုတဲ့လူငနဝါကသူ့တပည့်တွေနဲ့တနတ်တွေပါတုံးလာတာကြောင့်ဖီတိုလည်းမတက်တာတဲ့အဆုံးမိန်းကလေးကစလို့ရှိတဲ့လူနဲ့ကြုံတို့လေးပြန်တီးနေရပြီးကျန်တဲ့၄ယောက်ကလူမိုက်တွေနဲ့လှုပ်ရှုံနေတဲ့အချိန်ဖီတိုကတော့တထေးဝံကိုတာဝန်ယူလိုက်ပါတယ်အတိုက်ခိုက်ကအခြေခံမဲဆိုပေမဲ့ကန်တရားကသူတို့ဘက်မှာမဟုတ်အလုံးပြီးသွားတဲ့ချိန်တထေးဝံကိုတတ်ဖို့လုပ်နေတဲ့ဖီတိုကိုလက်မလုံငင်လူသက်သမားမဖြစ်အောင်အမြန်တားလိုက်ကြပြီးရဲတွေလည်းလာနေပြီးမို့ပြေးဖို့ပြောလိုက်ပေမဲ့ဖီတိုကတော့တုတ်တုတ်မလို့ပဲဖမ်းခံလိုက်ပါတယ်စတီးလက်ကဝစ်ထားရတာတောင်ထောင်ကလွတ်တာနဲ့သူ့ကိုတတ်မယ်လို့ဟိုငနွားကအားချောင်းနေတာကြောင့်စီတထေးကြီးကိုထောင်ကလွတ်ရင် EV ကနေလာကြုံမယ်အကြောင်းဖီတိုလည်းပြန်ခနဲ့လိုက်ပြီးခဏကြာမှာတော့သူနဲ့အတူလာအဖမ်းခံတဲ့သူ့ရဲ့ဘော်ဒါတွေကိုပါတွေ့လိုက်ရပါတယ်ဒီလိုနဲ့ကိစ္စတွေပြီးအချိန်တစ်ခုအကြာမှာတော့အလုပ်တူလုပ်နေတဲ့ဖီတိုတို့အဖွဲ့ထံလာလေတဲ့နယ်ထင်းချူမန်တယောက်ဒီကောင်တွေဝစ်စုံပြင်းတဲ့မြေတူးနေတာကိုတွေ့လိုက်ရပြန်တာကြောင့်စီပိုက်ဖောက်နေတယ်လို့ထင်လိုက်ပေမဲ့အတိတရားရသွားတဲ့ဟိုကောင်တွေကရေပိုက်ပြင်ဖို့လုပ်နေတာဖြစ်တဲ့အကြောင်းအသေးအံရှင်းပြရင်းဇလန်းလေးလည်းအဆုံးသတ်သွားခဲ့ပါတယ်ဒီဇလန်းလေးရဲ့ပေးချင်တဲ့ message ကတော့ရှင်းရှင်းလေးပါပဲလောဘနောက်ကိုလိုက်ရင်ဘလို့ပျက်စီးတတ်တယ်လဲဆိုတာကိုပြသသလိုတစ်ဖက်မှာလည်းအောက်ခြေဘွားကလူတွေရဲ့ရုန်းကန်မှုတွေနဲ့သူတို့ဂျားကရိုးသားတဲ့တန်ရုံးစင်ကို action ပုံစံနဲ့တင်ပြထားတာပဲဖြစ်ပါတယ်